အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုရီးယားဘာသာစကားရဲ့အခြေခံတွေတွေကတစ်ခုဖြစ်တဲ့အသက်သင်ခန်းစာကိုရှင်းပြပေးပါမယ်ကိုရီးယားဘာသာစကားရဲ့အခြေခံကြီးတွေအားလုံးကိုတဲ့အသက်အဖြစ်အသုံးပြုလို့ရတယ်ဒါပေမဲ့အသက်အနေနဲ့ကတော့9တန်ပဲထွက်တယ်ပေါ့နော်ပထမအဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီပေါ့ခါနာဒါလာမဘာအာဆိုတဲ့အတန်9အတန်9တန်ပဲထွက်တယ်ပေါ့နော်အားလုံးနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်အတန်ထွက်မယ်ဆိုလို့ရှိရင်တဲ့ဒီခုနှစ်ခုရဲ့အတန်ကိုပဲယူလို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ပို့ပြီးတော့ရှင်းသွားအောင်ကြည့်ရမယ်ဆိုရင်ပထမအဆုံးအနေနဲ့ဒီခါအတန်ထည့်ရမယ်အုပ်စုထဲမှာဆိုရင်တဲ့ကရေခရေပါတယ်ပေါ့နော်ဒီကရေခရေဟိုတဲ့ဘယ်လိုမျိုးအတန်ထည့်ရမလဲဆိုလို့ရှိရင်တဲ့အတန်အနေနဲ့အသုံးပြုတဲ့အခါမှာဒီလိုခါအတန်ပဲထွက်ပေးရမယ်ပေါ့နော်ခါအတန်ပဲထွက်ပေးရမယ်ဟုတ်ပြီနောက်ကြရင်စလုံးတွေကိုကြည့်လိုက်လို့ရှိရင်ဒါဘာလို့ဆိုလို့ခြင်းလဲဆိုတာရှင်းသွားမှာဖြစ်ပါတယ်အဲ့ဒီတော့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အားလုံးတည်ပြီးသားဖြစ်မှာပါခါရဲ့အာရဲ့ပေါင်းထားရဲ့ခါပေါ့နော်ဒီခါဆိုတဲ့စလုံးလေးကိုတဲ့ခါဆိုတဲ့စလုံးလေးကိုအသက်လောက်လိုက်မယ်ဆိုလို့ရှိရင်တဲ့အခုပေါ့နော်ဒီခါကိုခါတက်လိုက်မယ်ဆိုလို့ရှိရင်ခါဆိုပြီးတော့အတန်ထွက်ရမှာဖြစ်ပါတယ်အဲ့လိုပဲဒီခါဆိုတဲ့စကားလုံးလေးကိုကတက်လိုက်မယ်ဆိုရင်လေခါဆိုပြီးတော့ဒီခါတန်အတိုင်းထွက်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုလာမယ်နာပေါ့နော်ဒီနာမှာဆိုလို့ရှိရင်နာသက်တန်မှာဆိုလို့ရှိရင်ဒီမှာပါဝင်တာနာတစ်လုံးပဲရှိရပေါ့နော်အခုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာနာသက်ကိုအသုံးပြုမယ်ဆိုလို့ရှိရင်ဒီမှာဂါဆိုတဲ့စလုံးလေးဒီဂါဆိုတဲ့စလုံးလေးရဲ့အောက်မှာနာသက်လေးထည့်လိုက်မယ်ဆိုလို့ရှိရင်ခန်ဆိုပြီးတော့နာတန်ထွက်ပေးရတယ်ပေါ့နော်ခန်ဟုတ်ပြီနောက်ထပ်တစ်ခုလာမယ်နောက်ထပ်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ပေါ့ဒီဓာအုပ်စုပေါ့နော်ဓာအုပ်စုသူ့ကိုဘယ်လိုအတန်ထွက်ပေးရမလဲဆိုလို့ရှိရင်ဒီစာချာချာထအစရှိတဲ့ပြင်ဒီစလုံးတွေကိုအတက်အနေနဲ့မြင်ပြီဆိုလို့ရှိရင်ဒီဓာတန်ကိုပဲထွက်ပေးရမယ်ပေါ့နော်ဓာတန်ကိုပဲထွက်ပေးရမယ်အဲ့ဒါဆိုလို့ရှိရင်ကြည့်လိုက်ကြရအောင်ဒီဂါဆိုတဲ့စကားလုံးလေးရဲ့အောက်မှာတဲ့ဓာတက်လိုက်တဲ့အခါမှာဂါဒီမြန်မာလိုအနေနဲ့ပြောရမယ်ဆိုရင်တာဝင်းပူကိုတတ်ထားတဲ့အတန်လေးထွက်ပေးရမယ်ပေါ့နော်ခါဆိုပြီးတော့ထွက်ပါတယ်ဟုတ်ပြီနောက်တစ်မျိုးလာမယ်ဒီမှာစသက်ပေါ့နော်ခါရဲ့အောင်မှာစသက်မယ်ဆိုလို့ရှိရင်လေGod ဆိုပြီးတော့ဒီဓာတ်တံပဲထွက်ပေးရမှာဖြစ်ပါတယ်ပြီးတော့ဒီစလင်အသက်လာမယ်ဆိုလို့ရှိရင်လေ God ဆိုပြီးတော့ထွက်ပေးရမယ်အခုဒီအုပ်စုတွေကဘယ်စကားလုံးပဲလာဘယ်စကားလုံးကိုပဲအသက်အနေနဲ့အမြင်ဓာတ်သက်တံထွက်ပေးရမယ်ပေါ့နော်God ဆိုပြီးတော့ထွက်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုလာမယ်ဒီလအသက်ကကြတော့ဘယ်လိုထွက်ရမလဲဆိုလို့ရှိရင်ဒီဂါဆိုတဲ့စလုံးလေးရဲ့အောက်မှာလတက်လိုက်မယ်ဆိုလို့ရှိရင်ဂါဆိုပြီးတော့ဒီမြန်မာလိုလတန်လေးထွက်ပြရမယ်ပေါ့နော်လတက်ကိုတွေ့ပြီဆိုရင်ဂါဆိုပြီးတော့ထွက်ပြရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုလာမယ်မတက်ကိုတဲ့ဒီမှာအသက်အမကိုအသက်အနေနဲ့တွေးပြီးဆိုရင်ဘယ်လိုတန်ထွက်ရမလဲဆိုတော့မြန်မာလိုမတန်လေးပဲထွက်ပေးရမယ်ပေါ့နော်ဂမ်ဆိုပြီးတော့ထွက်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုလာမယ်ဒီမှာဘာတက်ကိုတဲ့အသက်အနေနဲ့မြင်ပြီဆိုလို့ရှိရင်ဘယ်လိုတန်ထွက်ရမလဲဆိုတော့ပတက်တန်ထွက်ပေးရမယ်ပေါ့နော်မြန်မာလိုပတက်တန်ထွက်ပေးရမှာမယ်ဂပ်ဆိုပြီးတော့ထွက်ပေးရပါမယ်အဲ့လိုပဲဒီမှာဖတ်ပစောက်နဲ့ဖောက်ထုတ်ပေါ့နော်မြန်မာလိုပြောရမယ်ဆိုရင်ပနဲ့ဖနဲ့ကိုလည်းတဲ့အသက်အနေနဲ့တွေ့ပြီဆိုလို့ရှိရင်သူတို့ကိုလည်းဘာတန်ထွက်ပေးရပါမယ်ဂပ်ဆိုပြီးတော့ထွက်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်မျိုးလာမယ်နောက်တစ်မျိုးအနေနဲ့ကတော့သူ့ရဲ့အတန်ကားတဲ့မြန်မာမှာမရှိဘူးပေါ့နော်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီ
ဒီအသက်ကိုတွေ့ပြီဆိုလို့ရှိရင်တဲ့ဘယ်လိုမျိုးထွက်ရမလဲဆိုလို့ရှိရင်ဥပမာအနေနဲ့ဒီခါဆိုတဲ့စာလုံးလေးရဲ့အောက်မှာအသက်ကိုတွေ့လိုက်ပြီဆိုလို့ရှိရင်တဲ့ဘယ်လိုထွက်ရမလဲဆိုတော့တဲ့ငါအတန်ထွက်ရပါမယ်ငါမြန်မာလို့ဆိုရင်ငါ့ကိုဒီလိုတတ်ထားတဲ့အတန်ထွက်ပေးရမယ်ပေါ့နော်ငါတက်တန်ထွက်ပေးရပါမယ်ငါတက်တန်ထွက်ပေးရမယ်ဆိုလို့ရှိရင်ဘယ်လိုထွက်ရမလဲဆိုတော့တဲ့သူ့ကိုခါငါတက်တန်နဲ့ငါတက်ဆိုတဲ့ငါတက်ထားတဲ့အတန်လေးထည့်ပေါင်းမယ်ဆိုလို့ရှိရင်ခန်းဆိုပြီးတော့ထပ်ပြရပါမယ်ဟုတ်ပြီနောက်ထပ်ပိုရှင်းသွားအောင်နာဆိုတဲ့စလုံးလေးရအောင်မှာအသက်တွေ့ပြီဆိုလို့ရှိရင်တဲ့နန်းဆိုပြီးတော့ထပ်ပါရဲ့ဟုတ်ပြီဒါဆိုရင်တော့အားလုံးနားလည်မယ်လို့ထင်ပါတယ်ပထမအဦးဆုံးအနေနဲ့ဒါကပထမအဦးဆုံးအသက်သင်ခန်းစာဖြစ်တယ်ပေါ့နော်နောက်ထပ်တစ်ခုကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တဲ့အသက်တွေအနေနဲ့ဒီလိုပေါ့နော်နှလုံးတွဲအသက်ပေါ့နော်ဒါကိုနှလုံးတွဲအသက်လို့ခေါ်ရပေါ့နော်ဒီနှလုံးတွဲအသက်တွေကိုတဲ့သူကဘယ်လိုမျိုးအသုံးပြုရမလဲဆိုလို့ရှိရင်တဲ့အားလုံးကြည့်လိုက်ကြရအောင်နော်ပထမဆုံးအနေနဲ့ဒီအသက်လေးပေါ့နော်သူ့ကိုလာကအသက်ပေါ့နော်ဒီလာကအသက်ကလေးကိုတဲ့ရှင်းအောင်ပြရမယ်ဆိုလို့ရှိရင်ဒီမှာဂါဆိုတဲ့စလုံးလေးရဲ့အောက်မှာဂါဆိုတဲ့စလုံးလေးရဲ့အောက်မှာလာပြီးတော့ဒီလာကအသက်လေးထွက်မယ်ပေါ့နော်လာကအသက်လေးထွက်မယ်ဆိုရင်သူ့ကိုတဲ့ဘယ်လိုအတန်ထွက်ရမလဲဆိုလို့ရှိရင်တဲ့ပထမဦးဆုံးအစဉ်မှာပထမဦးဆုံးဖြစ်တဲ့အတန်ကိုထွက်ရမယ်ပေါ့နော်ဒီလာကအတန်မှာဆိုလို့ရှိရင်ဒီကာနာဒါလာမှာပါစအားကြအစရှိတဲ့ပြင်ဒီအခြေခံကပထမဦးဆုံးဒီလိုအစဉ်တိုင်းသွားမှာပေါ့နော်ဒီလိုလာရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာလာရယ်ကရယ်မှာဘယ်သူကအရင်လာလဲဆိုတော့ကအရင်လာတယ်ပေါ့နော်ကအရင်လာတဲ့အတွက်ကြောင့်မို့လို့ဒီဟာလေးကိုထွက်မယ်ဆိုလို့ရှိရင်တဲ့ခါဆိုပြီးတော့နောက်ကခါတက်တန်လေးကိုယူပြီးတော့ထွက်ရမှာဖြစ်ပါတယ်တဲ့ဟုတ်ပြီနောက်တစ်ခုလာမယ်ဒီတစ်ခုကတော့နာကြအသက်လေးပေါ့နော်ဒီနာကြအသက်ကလေးကိုတဲ့ဒီလိုစလုံးအောင်မှာတွေ့ပြီဆိုလို့ရှိရင်တဲ့ဘာကိုအရင်ထွက်ရမလဲဆိုတော့ဒီအစဉ်တိုင်းကြည့်လိုက်ပါဒီအစဉ်တိုင်းသွားတဲ့အခါမှာဒီမှာနားရကြားရဆိုလို့ရှိရင်နားအရင်လာတာဖြစ်တဲ့အတွက်နားတန်လေးကိုထပ်ပေးရပါမယ်ခန်းဆိုပြီးတော့ထပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီဒီမှာနာဟအသက်မှာဆိုလဲအဲ့လိုပဲပေါ့နော်သူကနားအရင်လာတာဖြစ်တဲ့အတွက်နားတန်ထပ်ပေးရမယ်အဲ့လိုပဲဒီမှာဂါစအသက်မှာဆိုရင်လဲဂါကအရင်လာတာဖြစ်တဲ့အတွက်ဂါတန်ကိုထပ်ပေးရပါမယ်ဟုတ်ပြီအဲ့ဆိုမြန်ပဲပြောလိုက်မယ်နော်နောက်အသက်ဒီတစ်ခုပေါ့နော်လာမအသက်မှာဆိုလို့ရှိရင်လဲဒီမှာလာရမရဆိုတော့လာအရင်လာတာဖြစ်တဲ့အတွက်သူ့ကိုလာတန်ပဲထပ်ပေးရပါမယ်အောက်စလုံးတွေမှာလည်းအဲ့လိုပဲပေါ့နော်ဒီစလုံးတွေအားလုံးမှာလည်းအဲ့လိုပဲဒီမှာလာအရင်လာတာဖြစ်တဲ့အတွက်လာတန်ထွက်ပေးရမယ်ဒီမှာလာတန်ထွက်ပေးရမယ်ဒီကလည်းလာတန်ထွက်ပေးရမှာဖြစ်ပြီးတော့ဒါကလည်းလာတန်ထွက်ပေးရမှာပါဒါကိုလည်းတွေ့ရင်လည်းလာတန်ထွက်ပေးရမှာဖြစ်ပြီးတော့ဒီမှာဘာစအသက်ရောက်တဲ့အခါမှာတဲ့ဘာရဲ့စရဲ့ဘယ်သူကအရင်လာလဲဆိုတော့ဘာကအရင်လာတာဖြစ်တဲ့အတွက်ဘာတန်ကိုထွက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့နှလုံးသွဲအသက်ဖြစ်ပြီးတော့တဲ့ဒီနှလုံးသွဲအသက်ဖြစ်ပြီးတော့အသက်တန်အနေနဲ့9တန်ပဲရှိရပေါ့နော်အသက်တန်အနေနဲ့9တန်ပဲရှိပါတယ်အသက်ဒီကိုရီးယားဘာသာစကားရဲ့အခြေခံပြည်တွေအကုန်လုံးကိုအသက်အနေနဲ့သုံးပြလို့ရပြီးတော့အတန်အနေနဲ့ဆိုရင်9တန်ပဲထွက်လို့ရပါတယ်။ဒါတွေအားလုံးကိုအားလုံးနားလည်လောက်ပြီလို့ထင်ပါတယ်။အဲ့ဒီတော့ဒီနေ့သင်ခန်းစာကိုဒီမှာပဲရပ်လိုက်ပါမယ်။အားလုံးပဲကိုရီးယားဘာသာစကားကိုအခြေခံကနေစပြီးတော့တခြားလေ့လာပြီးတော့ကိုရီးယားအိမ်မက်တွေကိုဆက်လက်အကောင့်ထဲပေါ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။